ဟာလေလုယာဖျက်ရှင်ကောင်းမြတ်ပါတယ်ဖျက်နှုတ်ကပတ်တော်နဲ့ပြန်လေပြီးတော့ခွန်အားယူခြင်းတာဖြစ်တယ်ဒီညမှာကျွန်တော်လုံးဝအဲ့လိုမပြောဘူးဒါကြောင့်နှုတ်ကပတ်တော်ကိုကျွန်တော်လမ်းပြီးတော့ဖတ်တဲ့အခါမှာဖခင်ကျွန်တော်ကိုဖွင့်ပြတော့နှုတ်ကပတ်တော်နဲ့ပြန်လေပြီးတော့အတူတကွခွန်အားယူခြင်းတာဖြစ်တယ်ဒီနှုတ်ကပတ်တော်ကိုမဖတ်ခင်လေးမှာမိတ်ဆွေတို့လောကအရာကကျွန်တော်တို့ကိုပျော်ရွှင်ခြင်းပေးမှာမဟုတ်ဘူးလောကအရာကကျွန်တော်တို့ကိုစိတ်ချမ်းသာခြင်းအရာကိုယူဆောင်လာပေးမှာမဟုတ်ဘူးเนาะလောကအရာမှာတည်မီတွေ့ရမယ့်အရာတွေကเนาะစိုးရင်ခြင်းနဲ့မောပန်းခြင်းနဲ့ခက်ခဲခြင်းနဲ့ဒီအရာတွေနဲ့ကျွန်တော်တို့ဝမ်းလေရမှာဖြစ်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကလောကလူသားတွေဖြစ်တဲ့အတွက်ကြောင့်လောကရဲ့ဒုက္ခလောကရဲ့ဖြစ်နေခြင်းလောကရဲ့ဆင်းရဲခြင်းကိုကျွန်တော်တို့ခံရမယ်။မေမိုးကနဲ့ဖန်ရှင်းတဲ့လူသားတဲ့ဟာတော့လောကရဲ့နော်လူဖြစ်ခြင်းရဲ့အကျိုးရလဒ်ကိုကျွန်တော်တို့မိခံစားရမှာဖြစ်တယ်။ဒါကြောင့်ယေရှုဖခင်ကအဲ့ဒီလိုခံစားရမယ့်လူတွေကိုယေရှုဖခင်ကဗာမြင့်မှာထားခဲ့ဒါလေဆိုလို့ရှိရင်တော့ရှင်ယောဟန်အခန်းကြီး19ရှင်ယောဟန်အခန်းကြီး16အခန်းငယ်30တုံထဲကဖြစ်ပါတယ်တင်လူသည်ငါးကိုအမိပြု၍ညစ်တဲ့ချင်း80ချင်းကဤစကားကိုငါဟောပြောပြီလို့ပြောတယ်နော်တင်လူသည်လောကနဲ့ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်တွတ်တော်လည်းမစိုးရင်ကြနဲ့ငါသည်လောကကိုအောင်ပြီဟုမြစ်တော်မူ၏လို့ပြောတယ်တင်တို့မှာညစ်တဲ့ချင်း80ဖို့အတွက်ငါဒီစကားကိုငါဟောပြောပြီလို့ပြောတယ်။ဒါကြောင့်မင်းဆွေနှုတ်ကပတ်တော်ဆိုတဲ့အရာကကျွန်တော်တို့ကိုညစ်တဲ့ချင်းပေးသောနှုတ်ကပတ်တော်ဖြစ်တယ်။စိုးရိမ်ခြင်းများနဲ့ကင်းသောနှုတ်ကပတ်တော်ဖြစ်တယ်။ကျွန်တော်တို့ဘဝကိုရှင်တန်ကြီးထွားစေသောနှုတ်ကပတ်တော်ဖြစ်တယ်။နှုတ်ကပတ်တော်မရှိရင်လူရဲ့အသက်တာထဲမှာဘယ်တော့မှယုံရည်ကျင့်တဲ့အသက်တာခံစားရမှာမဟုတ်ဘူး။ဒါကြောင့်လောကကတင်းကိုစိုးရင်ချင်းနဲ့ပူပန်ချင်းနဲ့ခက်ခဲချင်းနဲ့နာကျင်ချင်းနဲ့နော်အစမပြေချင်းနဲ့ပေးပါလိမ့်မယ်ဒါပေမဲ့အထဲမှာနှုတ်ကပတ်တော်ရှိတယ်ဆိုရင်တင်ဟာအဲ့ဒီအထက်ကနော်ဝမ်းမြောက်ခြင်းကိုခံစားရမှာဖြစ်တယ်ဟာလေလုယာဖျက်ကောင်းမြတ်တယ်နော်ဒါကြောင့်ဒီမှာပြောတယ်လောကနဲ့ဆင်းရဲဒုက္ခခံရနိုင်မယ်ဒါပေမဲ့မဆိုရင်လည်းငါဒီလောကကိုအောင်ပြီလို့ပြောတယ်ယေရှုဘုရားလောကကိုအောင်ပြီလို့ပြောတဲ့ຢာကတင်ကြမှာချင်းခံစားရမယ်ဝမ်းမြောက်ချင်းခံစားရမယ်ညစ်တဲ့ချင်းခံစားရမယ်ချမ်းသာချင်းခံစားရမယ်အောင်မြင်ချင်းခံစားရမယ်တင်ရှိတဲ့နေရာနဲ့တင်လို့ဆောင်မှုမှန်တဲ့မြတ်မှာနော်ဝမ်းမြောက်ချင်းနဲ့ပြည့်နေရမယ်ဆိုတဲ့အရာကိုသူပြောချင်တာမဟုတ်ဘူးလောကကိုအောင်တော်သူဖြစ်တယ်ဆိုတဲ့အရာကလောကကိုအောင်တယ်လို့သူပြောချင်တဲ့အရာကလောကမှာဆင်းရဲဒုက္ခပြဿနာအခက်ခဲနာကျင်ခြင်းငိုကြွေးခြင်းကြဲ့ရဲ့ခြင်းဆုချခြင်းနဲ့တွေးကြုံတဲ့အခါမှာလေအထဲမှာနှုတ်ကပတ်တော်နဲ့ပြီးဝသောသူရဲ့အသက်တာကတဲ့လောကအရာတွေကသူ့ရဲ့အသက်တာကိုလွဲမမှုနဲ့တော့ဘူးတဲ့အဲ့ဒီနှုတ်ကပတ်တော်ကပြီးဝတဲ့အခါမှာအဲ့ဒီအရာတွေအားလုံးဘာမှမဟုတ်တဲ့တူမတ်တော်တယ်အဲ့ဒီအရာကလောကကိုအောင်တော်သူလို့ခေါ်တာဖြစ်တယ်လောကကိုအောင်တော်သူရှစ်တင်ကျွန်းသူရှစ်စင်ကြိုးဝချင်းနဲ့ပြည့်နဲ့တဲ့အရာတွေကိုသူပြောတာမဟုတ်ဘူးလောကရဲ့ခိချင်းထဲမှာမမူးတော့တဲ့အရာကိုသူပြောချင်တာဒါကြောင့်ယုံကြည်သူတဲ့အလွေမမာနဲ့ဒါကြောင့်မစ်ဆွေယေရှုဖခင်နဲ့အသက်ရှင်ရင်ကျင့်တဲ့ချင်းရှိမယ်ယုံရည်ချင်းရှိမယ်ဘယ်လိုပြဿနာနဲ့တွေ့ကြုံဘယ်လိုအခက်ခဲနဲ့တွေ့ကြုံဝမ်းမြောက်ခြင်းကိုယူဆောင်လာမှာဖြစ်တယ်ဖခင်နဲ့တွာလာတဲ့သူရဲ့အသက်တာကအယရာပေါ်မှာကြုံရည်ယုံရည်ကျင့်တဲ့အသက်တာကိုခံစားရတယ်အဲ့လိုလူရဲ့အသက်တာကလောကကိုအောင်တော်သူဖြစ်တယ်ကျွေးဝါသောအသက်တာဖြစ်တယ်ဒါကြောင့်လူတွေကကျွေးဝါသောသူဖြစ်တယ်လို့ပြောရင်သူဘာပန်းလဲသူဘာရှိလဲသူဘာစီးတယ်လဲဘာအင်ဂျီဝတ်တယ်လဲဘာနာရီပက်တယ်လဲဒါတွေပဲကြည့်တယ်နော်ဒါပေမဲ့ယေရှုဖခင်ကကျွေးဝါသောသူရဲ့အသက်တာလို့သူပြောရတာကနှုတ်ကပတ်တော်နဲ့ပြီးဝသောအသက်တာကိုပြောတာဖြစ်တယ်ဒါကြောင့်မစ်ဆွေတင်းရဲ့အသက်တာထဲမှာစိုးရင်ချင်းတွေပဲပြီးနေသလားအခက်ခဲတွေမျောလင်းပြီးတော့ကြည်ပြီးတော့အားငင်နေသလားဒါပေမဲ့ယေရှုဖခင်နဲ့တွာလာတတ်ပါတွာလာကြည့်ပါယေရှုဖခင်ကိုမျောလင်းကြည့်ပါအားကိုးကြည့်ပါ
အဲ့ဒီယေရှုဖျားကတင်းကိုပို့ဆောင်မှာဖြစ်တယ်လမ်းပြမှာဖြစ်တယ်မျက်ရည်ကျချင်းနဲ့တွေ့ကြုံတဲ့ခါမှာလည်းအထဲမှာညစ်သက်ခြင်းနဲ့ပြည့်နှက်နေမှာဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်ဆိုတာကျွန်တော်တို့ဘဝကိုတိဆော့ပေးသောနှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်တို့ဘဝအနာဂတ်ခရီးကိုအလင်းပေးသောနှုတ်ကပတ်တော်ဖြစ်တယ်ဒီကဘာဦးမရှိခင်ကလေးကရှင်းနေသောနှုတ်ကပတ်တော်ဖြစ်တယ်ဒီကဘာမေချစ်ဖျားမဖက်ရှင်းကလေးကနှုတ်ကပတ်တော်နဲ့ကရှင်းနေပြီးသောနှုတ်ကပတ်တော်ဖြစ်တယ်ဒါကြောင့်ဒီနှုတ်ကပတ်တော်ကတင့်အတွက်ကောင်းကြီးကိုယူဆောင်လာပေးသောတင်ဘဝအတက်တာခရီးကိုပို့ဆောင်ပေးသောအနာဂတ်ကိုမျှော်လင့်ခြင်းပေးသောနှုတ်ကပတ်တော်ဖြစ်ပါစေလို့ကျွန်တော်နဲ့အတူအနည်းငယ်လေးခွန်အားယူခြင်းတာဖြစ်တယ်အရောက်တန်းကိုပြည့်တဲ့ခင်တာ၍ကောင်းကြီးပေးပါစေအာမင်